လုံးသွေးကြောခြင်းယောဂနေဖြတ်ဖို့သူတွေနဲ့နှလုံးသွေးကြောရဲမှာစတန်လို့ခေါ်တဲ့ပိုက်ထက်ထားတဲ့သူတွေမှာတောက်လိရှိတဲ့ဂလိုဘီဒိုပရိဆိုတဲ့ဆေးအကြောင်းကိုဒီနေ့မှာပြောပြပေးကြပါမယ်။ဂလိုဘီဒိုပရိဆိုတာကြတော့အန်တီပလက်လက်သွေးမခဲစေတဲ့ဟုတ်စုဝင်ဆေးမျိုးစားတစ်မျိုးဖြစ်ပါတယ်။သူကကြတော့ပလက်လက်လေးတွေတစ်ခုနဲ့တစ်ခုကပ်ပြီးတော့သွေးခဲမဖြစ်သွားအောင်လို့တားဆီးပေးပါတယ်။အဲကြောင့်မို့လို့နှလုံးသွေးကြောထဲမှာသွေးခဲပိတ်ပြီးတော့နှလုံးရက်ကြဒီနေခက်တာမျိုးကိုကောက်ွယ်ပေးတဲ့သဘောပါသူ့ရဲ့ကောင်းကျိုးတွေကကြတော့နောက်တစ်ချိန်လေမခက်အောင်နဲ့နှလုံးထားမဖောက်တာမျိုးဖြစ်အောင်လို့ကောက်ွယ်ပေးနိုင်ပါတယ်ဆေးကိုဘယ်လိုတောက်ရမလဲဆိုရင်များသောအားဖြင့်85မီလီဂရမ်ကိုတစ်နေ့တစ်လုံးတောက်လေးရှိကြပါတယ်အစာနဲ့တောက်တော့အစာမရှိပဲတောက်ရပါတယ်ရေးကြည့်တာကတော့နေ့စဉ်အချိန်မှန်မှန်တောက်ဖို့ပါပဲသူ့ရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့သွေးထွက်လေတာမျိုးတော့ဖြစ်တတ်ပါတယ်။ဥပမာသွားတိုက်ရင်နဲ့တဖုံးမှာသွေးထွက်ကြပြီးရင်ညိုမဲဆွဲလေတာမျိုးတော့ဖြစ်တတ်ပါတယ်။ပြီးလို့ရှိရင်အစာအိမ်သွေးကြောဖောက်လို့ဒီဝင်းမဲရောင်နေသွားတာကော်ဖီရောင်နေအန်နာမျိုးဒါမှမဟုတ်လို့ရှိရင်ဒီချိကိုက်တန်ရလို့သွေးမတိတ်တာမျိုးဖြစ်ရင်တော့နီးစပ်ရာဆေးရုံဆေးကန်းကိုအမြန်ဆုံးပြသဖို့အကြံပေးလိုပါတယ်။ဘာဖြစ်လို့ရှိရင်ဖွဲ့စိတ်ဖို့ဒါမှမဟုတ်သွားနှုတ်ဖို့ရှိရဆိုရင်ဒီဆေးတောင်းနေချောင်းကိုဆရာဝန်ကိုကြိုတင်သိပေးဖို့တောင်းအပ်ပါတယ်။နောက်ထပ်အရေးကြီးတာတစ်ခုအားကြတော့ NSAID လို့ခေါ်တဲ့ကြိုက်ခဲပြောက်ဆေးတွေနဲ့တွဲတောက်လို့ရှိရင်အစာအိမ်သွေးထွက်နိုင်ခြင်းများလို့ဆရာဝန်ညွှန်ကြားချက်မပါဘဲနဲ့ဒီဆေးကိုမိမိသဘောနဲ့မိမိဝယ်တောက်လို့မရပါဘူးနော်။